လောမင်္ဂလာပါခင်ဗျာဒီဘလော်လေးရတော့ဖြင့်ကျွန်တော်တို့ရဲ့ရုံးပြန်ခီးစဉ်လေးကိုမှတ်တမ်းတင်ထားတဲ့ဘလော်လေးပဲဖြစ်ပါတယ်တောင်ကြီးအစင်းလန်းလေးရဲ့ရှုခင်းညဘက်ရှုခင်းလေးကိုပေါ့နော်ရိုက်ပြထားတာပဲဖြစ်ပါတယ်ခင်ဗျာ